မင်္ဂလာပါ Chelsea Sport YouTube Channel နဲ့ Facebook Page ကနေအားလုံးကိုကြိုဆိုပါရစေကျွန်တော်ကတော့ Philemon ဟုတ်ပါတယ်ဒီနေ့မှာရှမ်ပြိုင်ကစားသွားခဲ့တဲ့ Chelsea အသင်းနဲ့ Benfica အသင်းတို့ရဲ့ပွဲပြီး3 ချက်အချို့လေးတွေကိုကျွန်တော်အနည်းငယ်ပြုလုပ်ပေးချင်ပါတယ် Chelsea အသင်းက Benfica အသင်းကို 4-1 ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိပြီးမှ Quarter Final အဆင့်ကိုတက်ရောက်သွားပြီ Chelsea အသင်းက Quarter Final မှာတော့ဒီ Brazil Club အသင်းဖြစ်တဲ့ Palmeiras အသင်းနဲ့ရှမ်ပြိုင်ကစားရမယ်ရှမ်ပြိုင်ကစားရမယ်နေ့စွဲကတော့လာမယ့်စနေနေ့မနက်ပိုင်းမှာ Chelsea အသင်းကရှင်ပြိုင်ကစားရမှာဗျဒီမနက်မှာရှင်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင် Chelsea အသင်းကပြိုင်ဘက်အသင်းကိုမိနစ်60လုံးအထိထိန်းချုပ်ကစားနိုင်ခဲ့တယ်မိနစ်60ရဲ့ပြီးလို့ရှိရင်ကျွန်တော်အချိန်ပိုနောက်ထပ်မိနစ်30အထိ Chelsea အသင်းကတောက်လျှောက်ထိန်းချုပ်ကစားနိုင်ခဲ့တာကိုကျွန်တော်တွေ့ရတယ်ဒီနေရာမှာကျွန်တော်နည်းနည်းပြောချင်တာကဘာလဲဆိုလို့ရှိရင်တော့နီးပြ Enzo Maresca က Chelsea အသင်းရဲ့ပွဲထွက်လူစင်း17ယောက်ကိုတွေးရှိသွားပြီလို့ကျွန်တော်ပြောလို့ရတယ်ကျွန်တော်တို့ဒီ light up ထွက်လာတဲ့ခါမှာတော့ပုံမှန်အဖြစ်သူကစားတာကပါလဲဆိုလို့ရှိရင် Enzo Fernandez နဲ့ Caicedo ကိုသူကသွဲပေးတာကိုကျွန်တော်တွေ့ရတယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာကျတော့လာဗီယာပါထက်ပေါင်းလိုက်တယ်ဆိုတော့လာဗီယာပါဝင်လိုက်တဲ့အတွက်ကြောင့်မို့ Chelsea အတင်းရဲ့ကွင်းလင်ကတော်တော်လေးကိုမာတယ်ဗျ Benfica အတင်းရဲ့တံပြန်တိုက်စစ်တွေကိုလည်းကျွန်တော်ထိန်းချုပ်နိုင်လို့တိုက်စစ်ပိုင်းကိုလည်းထိရောက်တဲ့ဓာတ်ရိုက်ပေးပို့မှုတွေပြုလုပ်နိုင်ခဲ့တယ် Chelsea အတင်းကဒီနေ့ကစားသွားတာကတော့ high position game နဲ့ကစားသွားတာတော်တော်လေးကောင်းပါတယ် Chelsea အတင်းကထိန်းချုပ်တာတွေတော်တော်ကောင်းတယ်ဒါပေမဲ့တိုက်စစ်ပိုင်းတော့ကျွန်တော်နည်းနည်းအားနည်းနေတော့မယ်အခုချိန်ထိ Chelsea အတင်းရဲ့တိုက်စစ်ကစားသမားတွေကအခြေအဆက်သိမ့်မမိသေးဘူးတချို့ကစားသမားတွေခြေစွမ်းပြဖို့ရုန်းကန်နေရတာတွေတော့ရှိတယ်ကျွန်တော်ဒီတိုက်စစ်ကစားသမားဖြစ်တဲ့ Dilap အပါအဝင်ပေါ့အကြောင်းအရင်းကလည်းယာဒီဥတုအခြေအနေကြောင့်ဗျအမနီညအပူချိန်က32 degree Celsius အထိရှိတယ်ဗျပြီးလို့ရှင်ကျွန်တော်ဒီမုန်တိုင်းအန်ဒီရီကလည်းထက်ရှိနေပြန်ရောဆိုတော့ယာဒီဥတုအခြေအနေအရင်ဆိုးရွားတယ်ဒါကြောင့်ကစားသမားအချို့တွေကခြေစွမ်းပြဖို့ရုန်းကန်ရတယ်ပြိုင်ဘက်အသင်းရဲ့ကစားသမားတွေကလည်းထုံနီးတူပါပဲယာဒီဥတုအခြေအနေဆိုးရွားတဲ့အတွက်ကြောင့်မို့သူတို့ကခြေစွမ်းပြဖို့ရုန်းကန်ခဲ့ရလို့မိနစ်85မိနစ်လောက်ရောက်တဲ့အခါမှာတော့မိုးကြိုးမုန်တိုင်းရှိတယ်ဆိုပြီးမှသူတို့ကပွဲကိုခဏလေးရပ်နာခဲ့ရတယ်ရပ်နာပြီးမှနောက်ပိုင်းမှာပြန်လဲကျင်းပခဲ့တာကျွန်တော်တွေ့ရတယ်ဗျအခြေအနေကောင်းမှပြန်လဲကျင်းပခဲ့တယ်ဆိုတော့ Chelsea အတင်းပေးလိုက်ရတဲ့ဂိုးတွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှင် Gusto ကနေစတာဗျ Gusto ကကျွန်တော် Flamengo အတင်းနဲ့ပွဲစဉ်တုန်းကလည်းဒီပုံစံတိုင်းပဲကျွန်တော်တို့ဂိုးတွေခွင့်ပြုခဲ့ရတယ်ဗျတပွဲမဟုတ်တော့နှစ်ပွဲမဟုတ်တော့သုံးပွဲမဟုတ်တော့ဘူး Gusto ဝင်လာဂရေးကကျွန်တော်စိတ်ထဲမှာတော့ထင်ထားပြီးသား Chelsea အတင်းကခြေပဂိုးပြန်ပေးလိုက်ရပြီလို့တော့ကျွန်တော်တွက်ထားပြီးသားဘာကြောင့်လဲဒီကစားသမားကအမြင့်ဘောတွေရှင်းထုတ်တာလုံးဝမတီးတက်ဘူးဒါကြောင့်မို့ Chelsea အသင်းက Benfica အသင်းကိုမလိုအပ်ဘဲနဲ့ကျွန်တော် penalty ခွင့်ပြုလိုက်ရတယ်ဒါပေမဲ့ကန်တီယာကကိုယ့်ဘက်မှာရှိတယ်လို့ပဲပြောရမလားတော့မသိဘူး Benfica အသင်းရဲ့တိုက်စစ်ကစားသမားကအနီကထိလိုက်တဲ့အတွက်ကြောင့်မို့နောက်ပိုင်း Chelsea အသင်းရဲ့သွင်းဂိုးတွေကို Pedro Neto ရဲ့ Angangu Hall အစရှိတဲ့ကစားသမားတွေကတွင်းယူခဲ့တာကိုကျွန်တော်တွေ့ရတယ်အမှန်တော့ Benfica အတင်းက Chelsea အတင်းကိုကောင်တာချောင်းကစားဖို့အတွက်သူတို့ကစီစဉ်လာခဲ့တာဗျတကယ်တမ်းနဲ့ Benfica အတင်းကကောင်တာအရင်ကောင်းတဲ့အတင်းဒါပေမဲ့သူရဲ့တောင်ပန်ကစားသမားတွေဖြစ်ကြတဲ့ Shadrap နဲ့ပြီးလို့ရှိရင် John Di Maria အစရှိတဲ့ကစားသမားတွေက Chelsea အတင်းရဲ့ဒီ wingback ကစားသမားနှစ်ဦးဖြစ်တဲ့ Rizzi Jim နဲ့ Cucurella တို့ကိုမဖြတ်ကျော်နိုင်ခဲ့ဘူး Cucurella နဲ့ Rizzi Jim ကလည်းအရန်ကိုကောင်းမွန်လွန်းတဲ့အတွက်ကြောင့်မို့ဘလို့မှမထိုးဖောက်နိုင်ခဲ့ဗျာဒါကြောင့်မို့ Benfica အတင်းရဲ့ကောင်တာအထက်ကလုံးဝအလုံးမဖြစ်ခဲ့တာကိုကျွန်တော်တွေ့ရတယ်ကွင်းလယ်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှင်လဲ Chelsea အတင်းရဲ့ကွင်းလယ် engine နှစ်ခုဖြစ်တဲ့ဒီ Caicedo နဲ့ Lavia ကို Benfica အတင်းရဲ့ကွင်းလယ်ဘလို့မှမရှင်ပြိုင်နိုင်ဘူးဒီနှစ်ယောက်က Chelsea အတင်းရဲ့ဒီ cancel line ကိုလုံးဝ full backup အပြည့်ပေးထားတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့ Chelsea အတင်းကနောက်ပိုင်းပွဲစဉ်တွေမှာကျွန်တော်မျှော်လင့်တာကCaicedo, Lavia, Enzo အစရှိတဲ့ဒီကွင်းလယ်ကစားသမား3ယောက်အသွေးကိုထက်ထုတ်လာနိုင်ဖို့ကျွန်တော်မျှော်လင့်တယ်ဒါပေမဲ့ဒီ Palmeiras နဲ့ပွဲစဉ်မှာတော့မဖြစ်နိုင်တော့ဘာကြောင့်လဲဆိုလို့ရှင်တော့မနေ့ကပွဲစဉ်မှာ Caicedo ကအဝါကတ်တကက်ထိလိုက်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီ Palmeiras နဲ့ပွဲစဉ်ကိုတော့သူကလွဲချော်မှာဖြစ်တယ်ဒါကြောင့်မို့ Chelsea အသင်းက Santos ဒါမှမဟုတ် Esuko ထက်ကတရရောက်နဲ့ Chelsea အသင်းကအစားထိုးရမယ်Benfica နဲ့ပွဲစဉ်မှာကျွန်တော်အကြိုက်တွေ့ခဲ့တဲ့ကစားသမားကပါလဲဆိုလို့ရှင်တော့ကျွန်တော်တို့ဒီ Caicedo ကမနေ့ကမမောမပန်းမဲနဲ့တကွင်းလုံးကိုသူကပတ်ကစားသွားတယ်ပွဲအပြေးမှာလဲ man of the match ကိုလဲသူကရရှိခဲ့တယ်ဗျာ Caicedo ကတော့လုံးဝအချွင်ရမ်းချက်ကျွန်တော်အရင်ကြိုက်တဲ့ကစားသမားတူဖြစ်ခဲ့တယ်ပြီးလို့ရှင်မနေ့ကမှာသူကဒီ Benfica အတင်းရဲ့ကစားသမားနဲ့အနှဲငယ်ထိခိုက်ခဲ့တာဗျာအဲ့ဒီချိန်မှာကျွန်တော်သွားပြီလို့တော့ကျွန်တော်ထင်ခဲ့တာCaicedo က Chelsea အတင်းရဲ့
ကွင်းလယ်မှာအရန်အေးပါတဲ့ကစားမှာဒါကြောင့်မို့သူ့ကိုလုံးဝအထိမခံစေချင်တာကျွန်တော်ကဒါပေမဲ့ကန်ကောင်းထောက်မစွာနဲ့ပဲသူကဘာမှမဖြစ်သွားခဲ့ဘူးနောက်ပြန်လာဗီယာကလည်းကိုက်ဆက်တူနဲ့လုံးဝအတွဲအဖက်လုံးဝအမိအောင်ကစားနိုင်ခဲ့တယ်ဗျာဒါကြောင့်မို့လာဗီယာကလာမဲ့ရာဒီကြလို့ရှိရင်ချက်စီအတင်းကပွဲစဉ်အားလုံးကိုကစားနိုင်ဖို့ကျွန်တော်မျှော်လင့်တယ်ဒန်ယာကသူ့ကိုထပ်ပြီးမနှိပ်စက်နိုင်ဖို့ကျွန်တော်မျှော်လင့်တယ်ရီဇီဂျင်းနဲ့ကူကူရလာကတော့လုံးဝပြောစရာမလိုဘူးဒီလက်ကတော့မနေ့ကမှခြေစွမ်းပြဖို့ရုန်းကန်ရတာကိုတော့ဝန်ခံတယ်ဗျာဘာကြောင့်လဲယာဒီဥတုရန်ဆိုးရွားတဲ့အတွက်ကြောင့်မို့ဒီလက်မပြောနဲ့အန်ဆိုဖန်နန်ဒက်တော့မှမနေ့ကပွဲစဉ်မှာတော်တော်လေးကိုရုန်းကန်နေရတဲ့ကစားမှာခါတိုင်းလိုအရန်ခြေစွမ်းပြခဲ့တဲ့အန်ဆိုဖန်နန်ဒက်မနေ့ကယာဒီဥတုအခြေအနေကြောင့်ဒုကခြေစွမ်းပြဖို့ရုန်းကန်ခဲ့တာရတာကိုကျွန်တော်တွေ့ရတယ်နောက်တဲ့ကစားမှာတယောက်ကတော့အန်ကန်ဂူကအခုနောက်ပိုင်းပွဲစဉ်တွေမှာသူကောင်းမွန်လေးကစားနေရကိုကျွန်တော်တွေ့ရတယ်ပြီးခဲ့ experience နဲ့ပွဲစဉ်မှာလည်းသူကစားတာကမစိုးဘူးလို့တော့ကျွန်တော်ပြောလို့ရ AM တိုးတက်လာပြီပြီးလို့ရှင်ကျွန်တော်ဒီ Benfica နဲ့ပွဲစဉ်မှာသူကတကိုးထပ်မှန်သွင်းယူပေးနိုင်ခဲ့တာကိုကျွန်တော်တွေ့ရတယ်အရင်တော့ကအန်ကန်ကူပုံစံမျိုးကျွန်တော်တဖြည်းဖြည်းလေးတော့ပြန်မြင်လာနေရပြီဒါပေမဲ့လက်ရှိအချိန်မှာတော့ချက်စီအတင်ကသူ့ကိုအယောင်စီးရင်တင်တွင်းထားတယ်ဆိုတော့ဘယ်လိုဖြစ်လာမလဲတော့မသိဘူးဘယ်လိုပဲပြောပါယာဒီဥတုအရန်ဆိုးရွားနေတဲ့အခြေအနေမျိုးမှာချက်စီအတင်ကအခုဒီဥရောပကလပ်အတင်းကြီးတင်ဖြစ်တဲ့ Benfica အတင်းကိုအနိုင်ရရှိလိုက်တဲ့အတွက်ကြောင့်မို့ချက်စီပရိသတ်တွေအားလုံးပျော်ရွှင်ကျေနပ်မိလိမ့်မယ်လို့ကျွန်တော်မျှော်လင့်တဲ့ဒီဗီဒီယိုကျွန်တော်လောက်နဲ့ပဲဆုံးသက်ပေးချင်တယ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်လို့